င်္ဂလာပါမိတ်ဆွေတို့ဒီနေ့ပြပေးမယ့်အခန်းလေးကတော့ယူဇနာဥယျာဉ်မျိုးတော်မှာတော်တော်လေးဈေးတန်တဲ့အခန်းလေးပဲဗျအခန်းလေးကတကုံစိတ်ကမ်းမျိုးနဲ့ယူဇနာဥယျာဉ်မျိုးတော်ဒုတိယတက်15နဲ့ A မှာရှိတဲ့အခန်းလေးတစ်ခန်းပဲဒီခန်းလေးကအထက်မှာပါဝင်တဲ့ပစ္စည်းတွေကတော်တော်လေးကိုပြည့်စုံလုံးလာတယ်ဈေးကလည်း300ကျော်ပဲရှိတယ်300ကျော်နဲ့ဒုတိယတက်အခန်းလေးတစ်ခန်းဝင်ပစ္စည်းတွေလည်းအကုန်ပါပြီးသားလက်တင်တက်နေုံလေးဆိုရင်မိတ်ဆွေတို့စိတ်ဝင်စားမလားဝင်ပစ္စည်းတွေကိုကျွန်တော်တစ်ချက်လိုက်ရှင်းပြပေးမယ်ပထမဆုံးမြင်ရတဲ့ကျွန်တော်တို့ဒကမာကြီးမှာလည်းတန်ပန်းတွေအကောင်ကျွန်းတကားတွေတက်ပြီးထားတယ်အဲ့ကနေမှအေကန်တို့သွားလိုက်ရင်ကြွေပြားဒီဇိုင်းဆန်းနေဆေးတွေပြန်တုပ်ပေးထားတယ်ကော်နာချောင်းတွေတက်ဆင်ပေးထားပြီးအောက်တန်ပန်းစလိုက်တော့ဆန်းရှိတ်ကုန်ပါမယ်ဗျနောက်ဖီးဆောင်လည်းကြွေပြားတွေအပြည့်ကပ်ပေးထားတယ်ပြောရရင်ကြွေပြားကျွန်တော်တို့ဒီအေကန်နဲ့မိဖို့ကြောင်ကတ်တက်ထားတဲ့တီကိုကြွေပြားအပြည့်ခင်းပေးထားတယ်ပေါ့နော်ယူဇနာဥယျာဉ်မျိုးတော်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့အခန်း3ခန်းနဲ့ဖွဲ့စည်းထားတယ်အခန်း3ခန်းချင်းစီမှာလည်းဆေးတွေကြွေပြားတွေအကုန်ပါပြီးသားနောက်ဆုံးအခန်းကျယ်လေးမှာဆိုရင်လည်းကျွန်တော်တို့တန်ပန်းအသေးလေးပေါ့နော်ပေးထားတယ်တကားတွေအကုန်ကောင်းတယ်လက်တင်တက်နေုံနေအစင်မှုအကုန်ပါတယ်စာချုပ်ချုပ်ငွေချေပြီးတာနဲ့အရန်တင်းတက်နေုံပဲမိဖို့ကြောင်မှာမြင်ရတဲ့ပရင်းပေါက်3ပေါက်ကိုလည်းအမှန်အသေးလေးတက်ပေးထားတယ်နောက်ဖေးဆောင်တွေလုပ်ပေးထားပြီးမိဖို့ကြောင်မိဖို့ကုံဘေးစင်ရလဲအင်ရှင်မတွေအတွက်တော်တော်လေးအဆင်ပြေတဲ့အထက်မှာပါတယ်ဗျမီတာပေါက်တွေအကုန်လုံးလဲပေးထားတယ်တော့ရင်တော်တော်လေးဟိုမှာ safety ဖြစ်တဲ့အခန်းလေးထဲမှာပါတယ်ပေါ့နော်အုတ်ကန်နဲ့ရေချိုးကန်အုတ်ကန်ကိုတေချာလေးဖွဲ့စည်းပေးထားပြီးအပေါ်ရီတိုင်းကြီးအကြီးတစ်လုံးမှာတေချာလေးတင်ပေးထားတယ်အင်တာကတော့ရိုးအိမ်သားပဲဗျဒီခန်းလေးက3590ပဲခေါ်ထားတယ်ဒုတိယတက်အခန်းလေးဖြစ်မယ်ဗျ900ကျော်လေးနဲ့ဒုတိယတက်အခန်းလေးကိုလိုချင်တယ်စိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်940 8999 Fiber သုံးဖို့လူကိုယ်တိုင်ဖြစ်စေဖုန်းနဲ့ဖြစ်စေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျဒီခန်းလေးရဲ့လက်ရှိမပိုင်ရှင်ကိုစောင့်မျှော်နေသေးလို့ဆေးရန်အမြန်ဆုံးလာချရင်တော့အဆင်ပြေမယ်ဗျအားလုံးပဲကောင်းသောနေ့လေးပိုင်ဆိုင်ပါစေကျွန်တော်ဟိန်းထက်ကျိုးဆောင်ပါအဆုံးထိရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ